တော့ကျွန်တော်လမ်းကြားလေးတစ်ခုတည်းကိုရောက်ရှိလာတော့ဖြစ်ပါတယ်ဒီလမ်းကြားလေးကနေပြီးတော့ကျွန်တော်တို့က charge ကိုတောင်းမှဖြစ်ပါတယ်ကျွန်တော်ရောက်ရှိနေတာကမဆက်ရှိတဲ့လမ်းမကြီးပဲဖြစ်ပါတယ်ကိုယ်ကတော့ထိုင်းနဲ့ဘာမှမဆိုင်ပါဘူးထိုင်းနိုင်ငံနဲ့ဘာမှမဆိုင်ပါဘူးကျွန်တော်တို့က charge ကိုရောက်ပါပြီဒီမှာရောက်ပါဩဒီမှာနေလိုက်ရှာဒီမှာ charge ဒါဘက်ကလာနော်ဒီမှာ charge မိုင်းနော်ဟေးကဲကချရောက်ပြီဆိုတော့ခဏတော့ပုံရိုင်းနေပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဥက္ကဋ္ဌထဲမှာတစ်ခုခုတော့စားမယ်ပြီးလို့ရှိရင်တော့ပြန်ပါမယ်ဟာပဲဒီမှာတက်လာသူတို့ဗီယက်နမ်တွေရဲ့ style ပေါ့နော်လမ်းဘေးတွေမှာဆိုခုံလေးချပြီးတော့သူတို့ရစားတဲ့ style ပေါ့အဲနေရာတိုင်းမှာရှိတယ်နေရာတိုင်းပဲ